မင်္ဂလာပါကေကေဂျပန်ဆိုင်နေကြိုဆိုပါရယ်ဆိုင်ထဲမှာလည်းဒီမှာချက်ဖာရင်းနဲ့ရှုပ်ပွားနေပြီဘာလို့လဲဆိုတော့ဒီမှာဒီနေ့ TV ထုတ်တယ်အသေးရောက်ပါတယ်လက်မအကြီးတွေရောပါတယ်ပေါ့နော်အသေးရောအကြီးရော32 26 32 39 40ပေါ့နော်အဲ့လိုမျိုးလက်မအကြီးတွေပါပါတယ်ရှင် TV တွေနော်အမေအသေးရောက်တယ်နော်ဒီနေ့အများကြီးပဲ TV တွေမနေ့က TV တစ်တွေရောက်တယ်ဒီလာပိုင်းပေါ့ဒီရပိုင်းဒီလာပိုင်းလေးတွင်းလေစတီးတို့ဒီမေတန်တဲ့ပစ္စည်းမျိုးစုံရောက်မယ်ပေါ့နော်ဒီကဲတို့ဘာလို့လဲရောက်ပါမယ်လို့အားပေးကြပါအောင်ဒီဘကိုးက TV လို့အပ်တဲ့ customer တွေဆိုလို့ရှိရင်လည်းအခုရက်ပိုင်းအတွင်းလာပါဘာလို့လဲဆိုတော့ TV တွေရွေးစရာတွေအများကြီးရှိတယ်ပေါ့နော်ဒါတွေကအခုမှဖောက်နေရပါတော့ဖောက်ပြီးတော့မှစစ်မယ်110 220ခွဲမယ်ပေါ့နော်220လေးလောက်ပေးမယ်ပေါ့နော်ဒီလိုမျိုးလေးတွေပါအခုကတော့လက်မအသေးအကြီးစုံလုံးမြင်မြန်လေးလာထားကြပါရှင်ဟိုတလောလေးကပေါ့နော် TV တွေမေးထားတဲ့ customer တွေလာလို့ရပါပြီနော် TV ထုတ်တယ်အများကြီးပဲအသေးရောက်ပါတယ်ရှင်TV ရောက်ပြီးသွားလို့ရှိရင်ပေါ့နော်ဇက်တိုက်ပစ္စည်းတွေလည်းအများကြီးထပ်ဝင်ပါမယ်နော်စတီးတွေရောတခြားပစ္စည်းတွေရောအများကြီးပဲဝင်ဖို့ရှိပါတယ်ရှင်ကေကေဂျပန်ဆိုင်နော်ပဲခူးမြို့ဥတ္တမြို့တင်အနော်ရထားလမ်း9ရပ်ကွက်ပါနော်TV တွေကတော့အလုံးနေရရှယ်ပဲเนาะအလုံးနေအရန်လာပါတယ်ဒီတစ်ခေါက်ရောက်တဲ့ပစ္စည်းတွေကတော်တော်တန့်လဲတန့်နေ LED တွေများတယ်เนาะ model လည်းမြင့်တယ် model မြင့် LED အလုံးလေးတွေလိုချင်လို့ရှိရင်ဒီပဲခူးမြို့ကေကေဂျပန်ဆိုင်ကိုလာခဲ့ပါရှင် Viber နံပါတ်က89969548ပါเนาะဖုန်းဆက်ပြီးတော့လည်းလာလို့ရပါတယ်ဆိုင်မတိလို့ရှိရင်ညီမတို့ဖုန်းဆက်ပြီးလည်းမေးလို့ရပါတယ်ရှင်တကယ်လို့ဖုန်းတစ်ခါနဲ့မကင်လို့ရှိရင်လည်းပေါ့เนาะနှစ်ခါလောက်လေးတော့ခေါ်ပေးပါရှင်အခုကအလုပ်လေးနည်းနည်းရှုပ်နေလို့ပါเนาะဒီပစ္စည်းလေးတွေနော်ဒီလာဒီရပိုင်းချင်းရောက်ပါမယ်ဟိုတလောဆို post လဲတိတ်မတင်နိုင်ဘူးပေါ့ပစ္စည်းကတိတ်မရှိဘူးလေရောင်းမှုတွေနော်အခုဒီပဲလာပိုင်းနေမှာဒါဆိုပစ္စည်းတွေဝင်ဖို့ရှိပါတယ်ဒီဂျပန်ဆိုင်ကိုတဲလေးနှိပ်ပေါင်းလေးပေးပြီးဝင်ကြည့်ပေးပြီးမှာကြပါဦးအားပေးတဲ့ဒီဇိုင်းကိုကျေးဇူးတင်ပါတယ် TV တွေကအခုမှရောက်ထားတာညီမတို့ဆိုင်ကတော့ဝယ်ဘူးတဲ့ customer တွေအားလုံးလည်းသိရပေါ့နော်ဈေးနှုန်းဆိုလို့ရှိရင်လည်းတက်တာနဲ့ပစ္စည်းမှန်ဈေးမှန်နဲ့ဂျပန်ကျ TV ကောင်းကောင်းလေးတွေလိုချင်လို့ရှိရင်တော့အခုရက်ပိုင်းလာခဲ့ပါရှင်တကယ်အလုံးတက်နေပေါ့နော်အခုတစ်ခေါက်ရောက်တာ model လည်းမြင့်တယ်အလုံးတွေကလည်းတော်တော်လှတယ် LED တွေများပါတယ်နော်အခုတစ်ခေါက်ရောက်တာတော့26ပါမယ်32 39 40ပေါ့နော်လက်မတွေကအဲ့လိုပါပါတယ်ရှင်40အထက်တွေလည်းပါပါတယ်နော်ကဲဒါလေးဆိုအလုံးလေးတွေတန့်နေရပဲဒါ220တွေပါနော်220တွေရပါမယ်ဂျပန်ကျဆိုပေမဲ့နော်ဂျပန်ကျဆိုပေမဲ့220တွေပါအလုံးလေးတွေ LED ပပလေးပေါ့နော် LED တွေ NCD အစုံပါမယ်ပေါ့နော် LED ပပလေးလည်းပါပါတယ်ရအခုလောဆယ်တော့ TV လေးပဲရောက်တော့ဗောနော်နောက်ဒီပဲတပတ်10လောက်တင်းတော့ပစ္စည်းစုံရောက်ပါမယ်အများကြီးပဲဝယ်ထားပါတယ်နော်အစုံရေခဲလျှော်စက်